အားလုံးပဲမင်္ဂလာပါကာရာအိုကေတခြင်းကို TikTok မှာဆိုကြတယ်ပေါ့နော် TikTok ထဲဝင်ပြီးတော့အပေါ် search bar မှာကာရာအိုကေဆိုပြီးတော့ကိုကြိုက်တဲ့တခြင်းကိုရိုက်ချပြီးမှအချယ်ကိုနှိပ်ပြီးရင် duet ဆိုပြီးတော့ကိုကြိုက်တဲ့တခြင်းကိုဒီမှာဆိုကြတယ်ပေါ့နော်ပုံစံမျိုးမျိုးတွေဆိုပြီးတော့မှတင်ကြတယ်ပေါ့နော်ဒါပေမဲ့ကို TikTok မှာကိုကြိုက်တဲ့တခြင်းမတွေ့ဘူးဆိုလို့ရှိရင်ဒီနည်းနဲ့သုံးပါအရင်ဆုံးဒီ software တွေဝင်ပါပြီးတော့လို့ရှိရင်ဒီအပေါ်မှာ record နဲ့ add ဆိုပြီးတော့နှမျိုးရှိရပေါ့နော်အဲ့ဒီဆိုလို့ရှိရင် add ကိုရွေးလိုက်မယ်ပြီးတော့လို့ရှိရင် file app ကိုရွေးရပါမယ်ဒီအပေါ်ဆုံးတစ်ခုရွေးမယ် allow နှိပ်ပေးလိုက်ပါပြီးတော့လို့ရှိရင်ဒီလိုလေးပေါ်လိမ့်မယ်ပေါ့နော် video နဲ့ audio ဆိုပြီးတော့ရှိတယ် audio ရွေးလိုက်မယ်ပြီးရင်ကိုကြိုက်တဲ့သချင်းလေးကိုကြိုက်တဲ့သချင်းကိုရွေးပြီးတော့မှဒီသချင်းလေးကရှိတယ်ဆိုတော့ဒီသချင်းလေးလှုပ်လိုက်ပြီပေါ့နော်ကျွန်တော်ဒီသချင်းပဲရှိရဆိုတော့ဒီသချင်းလေးထည့်ပြီးမှvocal ဆိုလို့ရှိရင်အဆိုတော်တန်ဖြောက်မလားဂီတာတန်ဖြောက်မလား drum တန်ဖြောက်မလားပေါ့အမျိုးမျိုးရှိရပေါ့နော်ကိုစိတ်ကြိုက်ပုံစံရွေးပြီးမှဖြောက်လို့ရပါတယ်ဒီမှာဆောင်းရမှာပေါ့နော်ပြီးတော့လို့ရှိရင်ဒီလို processing ဆိုပြီးပြတဲ့အချိန်မှာဆိုလို့ရှိရင်ဒီလိုလေးရလာပါပြီဒီလိုလေးပေါ်ပြီးတော့ပြီဆိုလို့ရှိရင်တခြင်းကဖွင့်လို့ရပါပြီဖွင့်ကြည့်ပြီးတော့ကိုအဆိုတော်တန်နားရောက်တဲ့အချိန်ကျမှကိုဆိုတော်တန်ဖြောက်ရှင်တဲ့ပုံစံလေးဖြောက်ပေါ့နော်ဒီပေါ်ဆုံး mic ပုံကိုနောက်ဆုံးထိရွှေ့လိုက်လို့ရှိရင်အဆိုတော်တန်ပျောက်ပါပြီကြံတဲ့ဘိုင်းတွေကကိုလိုတလို့ချိန်လို့ရပါပေါ့နော်ကိုလိုတလို့ချိန်ပြီးတော့မှဒီတိုင်းပဲကာရာအိုကေဆိုလဲရတယ်ပေါ့နော်ကိုယ့်အကိုစိတ်တိုင်းကြချိန်ပြီးတော့မှငှိလို့ရပါတယ်အဆိုရင်ဒီထဲမှာပဲကာရာအိုကေဆိုရှင်လဲဒီအပေါ်မှာဗီဒီယိုပုံဆိုတာရှိရပေါ့နော်အဲ့ဒါကိုနှိပ်ပြီးတော့မှကိုပုံစံနဲ့ကင်မရာနဲ့ဆိုလဲရတယ်ပေါ့နော်နှစ်ချက်နဲ့ဆိုလဲရတယ်အဲ့လိုမှမဟုတ်လို့ရှင်ဒီတိုင်းပဲထုတ်ရှင်ဒီမင်းသုံးချောင်းနှိပ်ပြီးတော့ export ကိုနှိပ်ရမယ်ပြီးရင် save to device ကိုနှိပ်ရမယ်ပြီးရင်ကိုထုတ်ချင်တဲ့ပုံစံလေးဒီမှာထည့်ရွေးလိုက်မယ်ပေါ့နော် site ပေါ့ site ရွေးလိုက်မယ်ဒီပုံစံလေးရွေးပြီးတော့ save ဆိုရင်ရပါပြီကို download လိုက်တဲ့ကိုထုတ်လုပ်လိုက်တဲ့ဗီဒီယိုကကို music မှာပြန်တော့ချလိုက်ပေါ့နော်ဒီပေါ် search bar မှာကိုပေးထားတဲ့နာမည်လေးနဲ့သူတို့ပေးထားတဲ့နာမည်လေးကိုရိုက်ချပြီးတော့ဖွင့်လိုက်ရင်ရပါပြီဒါဆိုတော့တမပါတော့ဘူးเนาะကိုစိတ်ကြိုက်ပြန်ဆိုလို့ရတယ်ပေါ့ဒီတိုင်းကျွန်တော်အခုလုပ်ပြတာဒါ free ပါအကုန်လုံးပဲစိတ်ကြိုက်ဆိုလို့ရပါပြီကျေးဇူးတင်ပါတယ် thank you bye bye